ပထမဆုံး verb to be ကိုရင်းလေ့လာကြမယ် verb to be မှာဆိုရင် verb 1 verb 2 verb 3ဆိုပြီးသုံးမျိုးရှိတယ် verb 1မှာက am is are be verb 2ဆိုရင် was were verb 3ဆိုရင် being verb ing being example နဲ့လေ့လာကြမယ်ဆိုရင် he is studying English သူ English စာလေ့လာနေသည်နောက်ထပ် example တစ်ခုက she is beautiful သူမလှပတယ်နောက်ထပ် example တစ်ခု my mom was tired ကျွန်တော်အမေကမောပန်းနေတယ်ဒါ verb to be နဲ့ example တွေနောက်တစ်ခုက verb to have verb to have ကြတော့ verb 1ဆိုရင် has have verb 2ဆိုရင် had verb 3ဆိုရင်လည်း had verb ing having သူ့ရဲ့ example ကြတော့ example နှစ်ခုပေါ့ I have a car ကျွန်တော်မှာကားတစ်စီးရှိတယ် I have two cats ကျွန်တော်မှာကြောင်နှစ်ကောင်ရှိတယ်နောက်တစ်ခုကကြတော့ verb to do verb to do ကြတော့ verb 1ဆိုရင် do that verb 2ဆိုရင် did verb 3ဆိုရင် done verb ing doing example လေးလာကြမယ်ဆိုရင် I do my homework ကျွန်တော်အိမ်စာလုပ်နေပြီသူ့ရဲ့အိမ်စာကိုမနေ့ကလုပ်ပြီးပြီ he did his homework yesterday အမေကသူမရဲ့အိမ်လုပ်တွေကိုလုပ်ပြီးပြီ my mom have done her housework နောက်တစ်ခု doing နဲ့ပတ်သက်တဲ့ example ကြတာ what are you doing မင်းဘာလုပ်နေလဲ